အားလုံးပဲမင်္ဂလာပါသားတို့သမီးတို့ဆ iam နာမည်ကတော့ဆ iam အက်စတာလို့ခေါ်ပါတယ်ဆ iam ကနေပြီးတော့နေ့စဉ်ဖတ်ရန်တမချန်းပုံပြင်ကိုပေါ်ပြပေးမှာဖြစ်ပါတယ်နေ့စဉ်ဖတ်ရန်တမချန်းပုံပြင်ကတော့အပတ်စဉ်တောက်ကြနေ့တိုင်းထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပါတယ်ဒီကနေ့ဆ iam ပေါ်ပြသွားပေးမယ်နေ့စဉ်ဖတ်ရန်တမချန်းပုံပြင်တွေကဖန်ဆင်းခြင်းဆိုတဲ့အကြောင်းကိုပေါ်ပြပေးသွားမှာဖြစ်ပါတယ်ကဲသားတို့သမီးတို့တိထားတဲ့တမချန်းချက်ကိုဆဆမတို့အရင်ဆုံးရွတ်ဆိုရအောင်နော်ကဘာဦးကျမ်းခန်းကြီး1အငယ်1အစအဦး၌ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏မြေကြီးဟာအစင်းတရံမရှိဘူးလွတ်လပ်လဟာလေးဖြစ်နေတယ်နည်းနည်းရအယတ္တိတာကတော့မောင်မိုက်တွေဖုံးလွှမ်းပြီးတော့ဘုရားသခင်ရဲ့ဝိညာဉ်တော်ဟာရေမျက်နှာပြင်မှာလှုပ်ရှားတော်မူတယ်။ကဲသားတို့သမီးတို့ဒီပုံကိုကြည့်ပါဦး။ထာဝရဘုရားရှင်ကအလင်းဖြစ်စေလို့မိန့်တော်မူတဲ့အတိုင်းပဲအလင်းဟာဖြစ်ပေါ်လာပါတယ်။နေ့တစ်ဝက်ကလင်းရောင်ရပြီးတော့အဲ့ဒီဟာကိုနေ့လို့ခေါ်ပြီးတော့ကျန်တဲ့တစ်ဝက်ကညပိုင်းဖြစ်တဲ့မှောင်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့ညလို့ခေါ်ပြီးတော့အဲ့ဒီနေ့ဟာပထမနေ့နေ့နဲ့ညဖြစ်ပေါ်လာတာဖြစ်ပါတယ်။ကဲသားတို့သမီးတို့ဆက်ပြီးတော့ဒီပုံကိုကြည့်ပါဦးဘုရားသခင်ကရေအလယ်၌မိုးမျက်နှာချက်ဖြစ်စေရေနဲ့ရေချင်းခြားနာစေလို့မိန့်တော်မူတဲ့အတိုင်းပဲမိုးမျက်နှာချက်ကိုဘုရားသခင်ဖန်ဆင်းတော်မူပြီးတော့မိုးမျက်နှာချက်အောက်၌ရှိတဲ့ရေနဲ့မိုးမျက်နှာချက်အပေါ်မှာရှိတဲ့ရေကိုပိုင်းခြားတော်မူတယ်မိုးမျက်နှာချက်ကိုလည်းမိုးကောင်းကင်ဟူတဲ့နာမည်ကိုဘုရားသခင်ကမှဲ့ခေါ်တော်မူတယ်။ဒါဟာဒုတိယနေ့ရဲ့ဖန်ဆင်းခြင်းဖြစ်ပါတယ်။ကဲသားတို့သမီးတို့ဆက်ပြီးတော့ဒီပုံကိုကြည့်ပါဦး။ဘာတွေ့ရလဲ။ဘုရားသခင်ကမိုးကောင်းကင်အောက်မှာရှိတဲ့ရေစုဝေးစေကုန်းပေါ်စေလို့မိန့်တော်မူတဲ့အတိုင်းပဲကုန်းကိုမြေဟူ၍၎င်းရေစုဝေးရာကိုပင်လယ်ဟူ၍၎င်းခေါ်စေဆိုပြီးတော့ခေါ်ထားတဲ့အတိုင်းပဲအဲ့ဒီနေ့ဟာတတိယနေ့ဖန်ဆင်းခြင်းဖြစ်ပါတယ်။ဒါတို့သမီးတို့ဆက်ပြီးပုံကိုကြည့်ကြရအောင်။ထာဝရဘုရားသခင်ကနေ့နဲ့ညကိုပိုင်းခြားသိမြင်နိုင်ဖို့အလင်းအိမ်ကြီးတစ်လုံးနဲ့အငယ်တစ်လုံးကိုဖန်ဆင်းတော်မူခဲ့ပါတယ်။နေ့အချိန်မှာအလင်းရောင်ပေးဖို့နေ့ကို၎င်းညအချိန်မှာအလင်းရောင်ပေးဖို့လနဲ့ကျဲကို၎င်းဘုရားသခင်ဟာဖန်ဆင်းတော်မူတယ်။ဒီအမှုရာကိုဘုရားသခင်ကောင်းမြတ်တော်မူတယ်လို့ဖော်ပြပါတယ်။ဒီရဲ့ဖန်ဆင်းခြင်းကစတုထ၄ရက်မြောက်နေ့ဖြစ်ပါတယ်။ဘုရားသခင်ကလည်းပင်လယ်ထဲမှာငါးတွေရှိစေမိုးကောင်းကင်မှာလည်းငှက်တွေပြန်စေဆိုပြီးမိန့်တော်မူတဲ့အတိုင်းပဲပင်လယ်ထဲမှာလည်းငါးအကြီးအငယ်အရွယ်အလက်ဆိုပြီးတော့ငါးတွေကဥခတ်နေတာကိုတွေ့ရပါတယ်။မိုးကောင်းကင်ငှက်မှာလည်းငှက်တွေအကြီးအရွယ်အလက်ဆိုပြီးတော့ဘုရားသခင်ကဖန်ဆင်းတော်မူခဲ့တယ်။ဒီဖန်ဆင်းခြင်းကိုလည်းဘုရားသခင်ကကောင်းမြတ်တယ်လို့မိန့်တော်မူပါတယ်။ဒီဖန်ဆင်းခြင်းဟာ9ရက်မြောက်နေ့ဖန်ဆင်းခြင်းဖြစ်ပါတယ်။ကဲသားတို့သမီးတို့ဆက်ပြီးတော့ပုံကိုကြည့်ကြပါဦး။ထာဝရဘုရားသခင်ကဖန်ဆင်းခြင်းကိုတရက်ကနေ9ရက်အထိဖန်ဆင်းလာခဲ့ပြီးတဲ့အခါမှာကဘာမြေကြီးမှာလှပပြီးတော့အရန်တင့်တယ်လာတဲ့ကဘာမြေကြီးကိုတွေ့ရပါတယ်။ကဘာမြေကြီးပေါ်မှာလူတယောက်မှမရှိသေးပါဘူး။အဲ့ဒီအတွက်ကြောင့်ထာဝရဘုရားသခင်ကငါနဲ့ပုံတန်တူတဲ့လူသားကိုဖန်ဆင်းအောင်မယ်။တိရစ္ဆာန်နဲ့တော့မတူစေရဘူး။ငါရဲ့ဇီဝအသက်ဝိညာဉ်ကိုပေးမယ်။သူဟာကဘာမြေကြီးပေါ်မှာရှိသမျှကိုအုပ်စိုးရမယ်ဆိုပြီးတော့လူကိုဖန်ဆင်းခဲ့ပါတယ်။လူကိုဖန်ဆင်းတဲ့အခါမှာဖြစ်စေဆိုတဲ့စကားကိုမသုံးခဲ့ပါဘူး။မြေမုံကိုယူပြီးလူကိုဖန်ဆင်းခဲ့ပါတယ်။ပြီးတော့နှာခေါင်းထဲမှာမိမိရဲ့ဇီဝအသက်ကိုပုတ်တွင်းလိုက်တဲ့အခါမှာလူဟာအသက်ရှင်တဲ့တော်တော်အသေးဖြစ်လာပါတယ်။ကဲဆက်ပြီးတော့ထာဝရဘုရားရှင်ကလူကိုဖန်ဆင်းပြီးလူနေဖို့နေရာလိုလာတဲ့အတွက်မြမကြီးလေးတွေစုံတဲ့နေရာမှာအလွန်လှပတဲ့ဥယျာဉ်တစ်ခုကိုဖန်ဆင်းခဲ့ပါတယ်။အဲ့ဒီဥယျာဉ်ကိုအေဒင်ဆိုပြီးနာမည်မှဲ့ပေးခဲ့ပါတယ်။အဲ့ဒီဥယျာဉ်ကိုပြုစုဆောင်ရှောက်ဖို့တာဝန်ကိုလည်း
လူကိုပေးအပ်ခဲ့ပါတယ်အဲ့ဒီလူရဲ့နာမည်ကိုတော့အာဒန်ဆိုပြီးတော့နာမည်မှဲ့ပေးခဲ့ပါတယ်အဲ့ဒီဥယျာဉ်ထဲမှာစားကောင်းတဲ့အတီးမစားကောင်းတဲ့အတီးကိုလည်းခွဲခြားပြီးတော့အာဒန်ကိုတင်ပေးခဲ့ပါတယ်ပြီးတော့ဥယျာဉ်ထဲမှာတိရစ္ဆာန်အားလုံးကိုခေါ်ပြီးအာဒန်ကိုအပ်ခဲ့ပါတယ်နာမည်တွေလည်းပေးခဲ့ပါတယ်ဒါပေမဲ့အာဒန်ဟာဥယျာဉ်ထဲမှာတိရစ္ဆာန်တွေနဲ့အတူတယောက်တည်းဖြစ်နေကြတာပေါ့ထာဝရဘုရားကအာဒန်နဲ့အတူနေပြီးသူ့ကိုကိုညီမစားဖို့လူတယောက်ကိုဖန်ဆင်းပေးခဲ့တယ်အာဒန်အိပ်ပျော်နေတဲ့အချိန်မှာအာဒန်ရဲ့နံရိုးတစ်ချောင်းကိုထုတ်ပြီးတော့လူမိန်းမကိုဖန်ဆင်းခဲ့တယ်လူမိန်းမကိုဖန်ဆင်းပြီးတဲ့အခါမှာအာဒန်စီကိုခေါ်လာခဲ့ပါတယ်သူ့နာမည်ကတော့အေဝါလို့နာမည်ပေးခဲ့ပါတယ်အာဒန်နဲ့အေဝါဟာတယောက်နဲ့တယောက်ချစ်ခင်ပြီးထာဝရဘုရားရှင်ပေးထားတဲ့အေဒီဥယျာဉ်ကြီးထဲမှာပျော်ပျော်ပါးပါးနဲ့နေထိုင်ကြပါတယ်ထာဝရဘုရားရှင်က6ရက်မြောက်နေ့မှာအရာအလုံးကိုဖန်ဆင်းပြီးစီးတော်မူခဲ့တယ်လူယောက်ျားနဲ့လူမိန်းမနဲ့တဲ့နှပ်ပါတဲ့ကဘာမြေကြီးကောင်းမှန်ထာဝရဘုရားရှင်မြင်တော်မူတယ်6ရက်ပတ်လုံးထာဝရဘုရားရှင်ကမိုးကောင်းကင်ကဘာမြေကြီးပင်လယ်နဲ့အရာခတ်တိန်အားလုံးကိုဖန်ဆင်းခြင်းလုပ်ငန်းကိုလက်စတက်ပြီးတဲ့အခါမှာ9ရက်မြောက်နေ့တတမနေ့မှာညင်ဝတ်စွာအနားယူတော်မူပါတယ်။ကဲဒီနေ့ကတော့ဆရာမတို့ရဲ့ဖန်ဆင်းခြင်းနေ့ရက်ပုံပြင်လေးကိုဒီနေရာမှာပဲအဆုံးသတ်မှာဖြစ်ပါတယ်။နောက်တစ်ပတ်မှာတောက်ကြနေ့မှာလည်းသားတို့သမီးတို့အတွက်ဘာပုံပြင်နေပြပြမလဲဆိုတာကိုစောင့်မျှော်နားဆင်ကြည့်ရအောင်နော်။သားတို့သမီးတို့ရေဆရာမတို့ရဲ့ဒီ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်နော်။ကျေးဇူးအများကြီးတင်ပါတယ်။ Bye bye